ဒီတော်ကိုဒီအသက်ရှိစွာအနာမဲ့ဒီယံပိကိကြောင့်ကောင်းမှုမင်္ဂလာဖြာဖြာထုတ်နေပြည့်စုံစီရဒီစိတ်ခံ၍တရဏဂုံသုံးပါးနှင့်ပြပါအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူကျင့်သုံးစောင့်တည်ကြပါ၏ရှင်မြတ်တို့ဘုရားမုံမြတ်လာစွာသောစွမ်းခဲွယ်ဘောဇင်ချိုခြင်းရတာဖြာဖြာတို့ကိုဘုရားအမှုရှိသောတန်ခါတော်ရှင်သူမြတ်တို့အားလူဒါယကဥအောင်ကိုလူဒါယကမဘောဇင်မျိုးတွေအမိယရနာမဂ္ဂင်ကျော်ရှင်ကိုသာယရနာမောင်တိထေနမောင်တိထေဆိုင်မိသားစုတို့မှာမရှင်မျိုးတွေ29နှစ်ပြည့်ဝိနည်းမင်္ဂလာကိုကြောင်းဖြူ၍တဲ့ရာကျော်ရှိပြီးလျက်လောကီလောကုတ္တရာမြတ်ဗျာသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းမှုနှင့်ပြည့်စုံစေရန်ဒီစိတ်တန်၍နိဗ္ဗာန်ကိုဤသူပြေဤလူစွာလူတန်းစက္ကတပါကုန်၏ရှင်မြတ်ကိုဘုရားဘုရားလာစွာသောဘဝကမ္မဘုသူဝေတိတ်တစ်စေတတ်တို့ကိုတဏိတာဆွမ်းတွဲရှိမှန်၍အလုဒါယကဥအောင်ကိုလူဒါယကမဘောဇင်မျိုးတွေအမိယရနာအခိကျော်ရှင်ကိုသာယနာမောင်တိထေဆိုင်မောင်တိထေဆိုင်ကိုမိသားစုတို့မှာမရှင်မျိုးတွေ29နှစ်ပြည့်ဝိနည်းမင်္ဂလာကိုကြောင်းဖြူ၍တဲ့ရာကျော်ရှိပြီးလျက်လောကီလောကုတ္တရာမြတ်ဗျာသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံစေရန်ဒီစိတ်တန်၍နိဗ္ဗာန်ကိုဤသူပြေဤလူစွာလူတန်းစက္ကတပါကုန်၏ရှင်မြတ်တို့ဘုရားဘုသူဝေတို့ကိုရှင်ဘုရားတို့၏သာသေတကြောင့်စီဒီပါသောပစ္စည်းတို့ကိုလူရှိသောသုံးဆွဲရလို့ကမယရာထဘုသောအရိကသောသူတော်ကောင်းတို့မှာလူဒဏ်ရာပါဘုရားရှင်မြတ်တို့ဘုရားတရားစွာသောလူနာဝေယသတ္တဗုဒ္ဓသုတုရောဘုရားရှိသောသံဃာတော်ရှင်မြတ်တို့အားကြွားရပါကြကုန်သောပရိသတ်အောင်
တို့မြတ်ဤကောင်းမှုဤကုသိုလ်တို့ဖြင့်ဘုရားကောင်းမိဘဘုရားဆရာသမားစာပါရိသုံးတဲ့ဘောခြေရကြတော်ဝိနိယတတဝအောင်တို့အားမြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏ဓမ္မဣဒ္ဓဓမ္မရေတိတွင်၌သံဃာကြကုန်သောနတ္ထိဝါများနှင့်ဝိရိယတတဝါအာဘုရားမြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏မြတ်ရာဇာ၍ဘုစိတ်ကကြသံသာရတိจิตยาภาสิโตอุโตญาญาญารามุญาภาโลภาทุภาทุภาอุโตญาญาญารามุญาภาโลภาทุภาทุภาอุโตญาญาญารามุญาภาโลภาทุภาทุภาจามาทานานาสีปุญจิมานาแต่ตัว